လေးငယ်များအပါအရက်သား8ဦးသေဆုံးခဲ့သည့်စတုံးမြို့ပေါ်စစ်တပ်ဘုံကျဲမှုလူမဆန်ကြောင်းဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြောဆိုကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုလူမဆန်ကြောင်း KIO ကဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကပြောဆိုလိုက်ပါတယ်စက်တင်ဘာ29ရက်နေ့ကနေ့လယ်ပိုင်းမှာအကြမ်းဖက်စစ်ကော်မရှင်တပ်ကစတုံးမြို့ပေါ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်အရက်သားပြည်သူ10ယောက်ခန့်သေဆုံးခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ KIO ကဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကမင်းတို့တွေလူမဟုတ်တော့ဘူးလို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြောဆိုထားပြီးကလေးငယ်တွေသေဆုံးနေတဲ့ဓာတ်ပုံတစ်ပုံနဲ့ဖော်ပြထားတာပါ။ KIA အနေနဲ့ပြီးခဲ့တဲ့နှစ်ဇွန်လမှာစတုံးမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာစတုံးမြို့ဟာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာကြောင့်စက်ခတ်ခဲနေတာဖြစ်ပါတယ်လို့သိရပါတယ်။